အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဒီချက်က AutoCAD drawing မှာ part ဆိုတဲ့ command လေးအကြောင်းကိုပြောပြပါမယ်ဒီချက်တို့ drawing တွေကိုဆွဲတဲ့အခါမှာဆွဲနေရင်းနဲ့ drawing တွေကဖွင့်တာပဲဖြစ်ဖြစ်ပိတ်တာပဲဖြစ်ဖြစ်လေးလာမယ်ထဲထဲမှာ zoom in zoom out လုပ်တာအစားလေးလာမယ်ပေါ့နော်လေးလံလာမယ်ရွှေ့ဖို့တွေဆွဲဖို့တွေခက်ခဲလာမယ်အဲ့ဒါတွေကဘာဖြစ်လို့ဖြစ်တတ်လဲဆိုတော့သူကအထဲထဲမှာမလိုအပ်တဲ့data တွေအများကြီးစုစည်းပြီးတော့drawing file size ကတဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါမှာဖြစ်တတ်တယ်ပေါ့နော်အဲ့လိုဖြစ်လာတဲ့အခါမှာဒီချက်တို့ကဘာကိုအသုံးပြုလို့ရလဲဆိုတော့ဒီ part ဆိုတဲ့ command လေးကိုအသုံးပြုပြီးတော့ဖြည့်ရှင်းလို့ရမယ်နော် drawing လေးကိုဒီချက်တို့က create လုပ်တဲ့အခါမှာ create လုပ်တဲ့အခါမှာထဲထဲမှာဒီချက်တို့က line type တွေ create လုပ်တယ် text style တွေ create လုပ်တယ် dimension style တွေ create လုပ်တယ်ပြီးတော့ hash data တွေပေါ့နော် hash pattern တွေပေါ့နော်ဒါတွေအားလုံးကိုအထဲမှာ create လုပ်ပြီးချက်တို့ကဆွဲကြတယ်နောက်ဆုံး drawing ပြီးသွားတဲ့အခါမှာဒီချက်တို့အသုံးမပြုဘဲပို့နေတဲ့ hash pattern တွေရှိမယ် block တွေရှိမယ်ခုနပြောတဲ့ line type တွေရှိမယ် dimension တွေရှိမယ်ဒါတွေအားလုံးကိုဒီချက်တို့က clear လုပ်ပေးဖို့လိုတယ်အဲ့လို clear လုပ်ပေးဖို့အတွက်ဆိုရင်ဒီချက်တို့ကဘာ command ကိုအသုံးပြုလို့ရလဲဆိုရင်ခုနဒီချက်ပြောတဲ့ part ဆိုတာကိုအသုံးပြုလို့ရတယ်နော်အဲ့ဒီ part ဆိုတဲ့ command ကိုသုံးမယ်ဆိုရင်သူ့ရဲ့ shortcut က pu ဆိုပြီးတော့ဒီချက်တို့ရိုက်ထည့်ပြီးတော့ enter လေးတစ်ချက်ခောက်လိုက်ပါမယ်เนาะ enter လေးခောက်လိုက်တာနဲ့သူကဒီ part ဆိုတဲ့ဒီ box လေးထွက်လာမယ်အဲ့ဒီ box ရဲ့ဒီဘက်အချမ်းကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာသူကဒီမှာ plus ဆိုတဲ့ဘေးနားလေးမှာဒီ patch လောက်ရမယ်ဒီချေတို့လုံးဝအသုံးမပြုထားတဲ့ဒီ drawing ကြီးမှာပေါ့เนาะအသုံးမပြုထားတဲ့ပို့နေတဲ့ data တွေရှိတာ block တွေရှိနေမယ် dimension style ရှိနေမယ် line layer ရှိနေမယ် line type တွေလည်းရှိမယ် text တွေရော table တွေရောဒါတွေအကုန်လုံးကဒီချေတို့ဒီ drawing ထဲမှာအသုံးမပြုထားဘဲနဲ့ပို့နေပြီးတော့ဒီ drawing ကိုdrawing file size ကြီးကိုကြီးလာပြီးတော့လေးစေတဲ့အကြောင်းအရာတွေပေါ့နော်ဒါတွေအားလုံးကိုတစ်ချက်တော့ဘယ်လို clear လုပ်လို့ရလဲဆိုရင်ဒီ patch ဆိုတဲ့ box လေးထွက်လာပြီဆိုရင်တစ်ချက်တော့ patch all ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့ patch all check item ဆိုတာလေးကို click လိုက်မယ်အဲ့လို click လိုက်တာနဲ့တခါတည်းဒီလိုမျိုး clear ဖြစ်သွားတာမျိုးရှိတယ်လို့အတင်းထပ်ပြီးတော့ click ရတာမျိုးရှိတယ်အဲ့လိုမျိုးအခုဒီပုံမှာတော့ဒီချက် patch all item လုပ်လိုက်တာနဲ့ဒီဘက်မှာပိုနေတဲ့နေရာဘာမှမရှိတော့ဘူးသူအားလုံးကို patch လုပ်ပြီးသွားပြီလို့ပြောတာเนาะဒီအခုကဒီချက်တစ်ခါတည်း click လိုက်လို့ရှင်းသွားတာတကယ်တမ်းတချို့ပုံတွေမှာဆိုရင် clear လုပ်ရမယ့် item တွေရများနေတယ်ဆိုရင်ချက်တော့ patch ကိုအချိန်ချင်း click ပြီးတော့ဒီလိုဒီဘက်ဘေးကပုံစံလေးအတိုင်းရှင်းသွားတဲ့အထိချက်တော့ patch လုပ်ပေးရမယ်လုပ်ပြီးတာနဲ့ချက်တော့ close ဆိုပြီးတော့ပေးလိုက်ရုံပါပဲအဲ့ဒီအချိန်မှာဒီချက်တို့ရဲ့ drawing တွေကအရင်လို hand နေတာတွေအရင်လိုလေးပင်နေတာတွေမရှိတော့ဘူးမလိုအပ်တဲ့ drawing ထဲမှာအသုံးပြုထားတဲ့သုံးပြထားတဲ့ style တွေအားလုံးကိုသူက clear လုပ်ပေးလိုက်ပြီးဖြစ်တဲ့အတွက်ဒီ drawing ကပေါ့ပေါ့ပါပါနဲ့ပြန်ပြီးတော့ဆွဲလို့ရနိုင်မှာဖြစ်ပါတယ်เนาะဒီနေ့တော့ဒီ patch command လေးနဲ့အဆုံးသတ်ပါရစေကျေးဇူးတင်ပါတယ်